စပိန်ကလာတဲ့သတင်းတွေအရရီယယ်မက်ဒရစ်ကိုခရကပိုင်းမစ်ကိုရှုံးပြီးချန်ပီယံလိမှာထွက်ခွာသွားရပြီးရနော်အသင်းရဲ့လောကရုံးတွေကိုတိုက်ရိုက်ဝင်ရောက်ပြီးသူ့ရဲ့မကြည်နပ်မှုတွေကိုပြင်းပြင်းထန်ထန်ဝေဖန်သွားပြီးတယ်လို့ဖော်ပြသွားကြပါတယ်ရီယယ်မက်ဒရစ်လိုအသင်းမှာတနေ့ဗလာမရတာကနင့်တော်စရာပါနှစ်ဆိုရင်တော့လုံးဝလက်ခံစရာအချုံးမရှိဘူးသူအနေနဲ့ဒီနေ့မင်းသူတို့ကြိုးစားခဲ့တာပေါ့ဒီမှပြောရတာပဲဒီရာဒီတော့လုံးဝစိတ်ဖြစ်စရာလို့ဝေဖန်သွားခဲ့ပါတယ်။ဒါအပြင်သူက Real Madrid အထင်နဲ့ကစားရတာကဘာသမားတိုင်းကခွင့်ရတကူကဒါပေမဲ့တာဝန်ကြီးတွေပါရှိတယ်။မင်းတို့အများစုကအဲ့ဒီတာဝန်တွေကိုမဖြည့်ဆည်းနိုင်ကြပါဘူးလို့ပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့ပါတယ်။အနည်းဆုံးတော့ဒီကိုတိတ်ခါရှိနဲ့ပြီးဆုံးပါလို့သူကဘာသမားတွေကိုဝေဖန်သွားခဲ့ပါတယ်။ကိုရရှိချင်းနေရရီမထွေးတင်ရပါစီလိုနာကိုလိုက်ပြီးတော့လိမှာမဖြစ်နိုင်တော့ပြီလို့ချန်ပီယံလိမှာလည်းထောက်ခေါ်သွားရတာကြောင့်ဒီရာဒီကတော့လမ်းမဲ့အနေနဲ့ကုံဆုံးမှုများနေပါပြီ။